တန်မိုးရှိတိုင်းတန်မိုးထားခံရမယ်လို့ထင်လားတန်မိုးမရှိပေမဲ့ကမ္ဘာပေါ်မှာတန်မိုးထားခံနေရတဲ့လူတွေပစ္စည်းတွေဆိုတာအများကြီးပဲတန်မိုးဆိုတာကိုလူတွေရဲ့စိတ်ထဲမှာဘယ်လိုသတ်မှတ်တယ်လဲဆိုတဲ့အချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်သူများကိုယ့်ဘောသတ်မှတ်တဲ့တန်မိုးတစ်ခုရေးမကြည့်ပါဘူးကွာဆိုပေမဲ့ကျွန်တော်တို့တွေကစီးပွားရေးတွေလောက်အောင်မယ်လူမှုရေးနယ်ပယ်မှာကျင်လည်အောင်မယ်ဆိုရင်သူများကိုယ့်ဘောဘယ်လိုသတ်မှတ်တယ်လဲဆိုတဲ့တန်မိုးတိုင်းတာတစ်ခုဟာတော်တော်လေးတော့ရေးပါသေးတယ်လူတွေကကိုယ့်ဘောသတ်မှတ်တဲ့တန်မိုးတစ်ခုကိုဒီထက်ပိုပြီးမြင့်တင်နိုင်မှုအတွက် effort justification ဆိုတဲ့အချက်ကိုကောင်းအောင်နားလည်ဖို့လိုအပ်တယ်မိတ်ဆွေတန်မိုးရှိရတာနဲ့တန်မိုးထားမခံဘူးလို့ခံစားမှုတွေဆိုရင်ဒီနေ့ဒီဗီဒီယိုကမိတ်ဆွေတို့လက်နက်တစ်ခုဖြစ်လာလိမ့်မယ်သူတေသနာစတန်တွေကအမေရိကန်လိုနိုင်ငံမျိုးမှာတော့မှထီပေါက်ပြီးတဲ့သူ80%လောက်ကနှစ်နိုင်ငံအတွင်းမှာပြန်ပြီးတော့မွဲသွားကြတယ်အဲ့ဒီ30%လောက်ကလူမွဲခံယူရတဲ့အထိကိုအခြေအနေနဲ့ဆိုးရွားသွားတာအဲ့ဒီဖြစ်စဉ်မှာ effort justification ကလက်ချက်မကင်းဘူးဗျသူတို့ပြန်မွဲသွားတာတခြားကိစ္စကြောင့်ဖြစ်မှာပါဆိုလို့ရှိရင်မိတ်ဆွေဒီလာကထုတ်ရင်အဲ့ဒီလာကတလားသာကျွန်တော်ကိုမိုးဟိုးပေးလိုက်တော့အဲ့ဒါဆိုရင် effort justification ကိုကောင်းအောင်ခံစားမိလိမ့်မယ်မရှင်းသေးရင်ကျွန်တော်ထပ်ရှင်းမယ်ခုကြည့်နေတဲ့မိတ်ဆွေဟာငယ်လေးကစွန်နေပါတယ်များလိုက်ဖူးလားကုန်းရဆိုင်တို့ကုံစုံဆိုင်တို့မှာ90တရားပေးဝယ်ရုံနဲ့ရနိုင်တဲ့ဒီစွန်လေးတခုကိုကျွန်တော်တို့ကဘာကြောင့်အသေးအတန်လူနေကြဒီလိုအသေးအတန်လေးလူပြီးရလာတဲ့စွန်လေးကိုမှဆိုင်မှာအလွယ်ဝယ်လို့ရတဲ့စွန်လေးထပ်တောင်ဘာကြောင့်ပို့ပြီးတန်မိုးထားနေကြလဲကျွန်တော်တို့ရဲ့တစ်ခါတလေမှာကိုချစ်တဲ့သူကိုမိတ်ဆွေတွေအပေါ်မှာခေါင်းညှိလွယ်တဲ့သူတယောက်ဖြစ်နေတတ်ကြတယ်ဒီစွန်လေးကအလကားရလို့လိုချင်ကြတာပါဗျာဆိုလို့ရှိရင်အလကားရတိုင်းတန်မိုးရှိတယ်လို့မိတ်ဆွေပြောချင်တာလားအဲ့ဒါဆိုရင်ရေတန်းတပူကိုပြင်မာပတ်စံ3သိန်းလောက်နဲ့ရောင်းနေတော့မှာပေါ့ဒါပေမဲ့တောက်လို့လည်းမရအစားလို့လည်းမရသူမရှိရင်တော့ကျွန်တော်တို့အသက်ရှင်လို့ရပါတယ်ဆိုတဲ့ရွှေကိုဘာကြောင့်တန်မိုးထားပြီးတော့ရောင်းဝယ်နေကြရလဲတလားလုံးစူးစမ်းပန်းစားရှာထားတဲ့လာကနဲ့လွယ်လွယ်ကူထီပေါက်ပြီးရလာတဲ့ပတ်စံတော်မှာပတ်စံချင်းတူပေမဲ့ထားတဲ့တန်မိုးချင်းမတူကြသလိုမျိုးပဲလူတယောက်ကတန်မိုးတစ်ခုကိုတတ်မှတ်တဲ့အခါမှာသူဒီပစ္စည်းကိုရဖို့အတွက်ဘယ်လောက်ထိခက်ခဲပင်ပန်းစူးစမ်းခဲ့ရတယ်လဲဆိုတဲ့အချက်ကဒီတန်မိုးကိုတိုင်းတာတဲ့ပေတံတစ်ခုပဲဒါဆိုရင်ဘာကြောင့်များကျွန်တော်တို့ကကိုဈေးပေါ်အောင်လုပ်နေအောင်ပါလဲဒီတော့တန်မိုးဆိုတာလူတယောက်ရဲ့ပင်ပန်းဆင်းရဲကပဲဗျလူတယောက်ကတစ်စုံတစ်ခုအတွက်ခက်ခဲပင်ပန်းစူးစမ်းရလေအဲ့ဒီအရာပေါ်မှာသူကပို့ပြီးတန်မိုးထားလေပဲအခုလိုမျိုးစီးပွားရေးနဲ့လူမှုရေးဆိုင်ရာမှာအသုံးချနိုင်မယ်စေပိုင်းဆိုင်ရာသဘောတရားတွေကိုကျွန်တော်နဲ့အတူတူလေ့လာရသဘောကျရဆိုရင်ဒီဘက်ကအပေါင်းကလို့လေးကိုနှိပ်ခဲ့ပေးပါတဲလေးတွေပေးခဲ့ပါနောက်ဗီဒီယိုမှာတွေ့ကြမယ်